ကျွန်တော်ခဏဆောင်ကျွန်တော်ပလေရုံးသွားလောက်အောင်မယ်ကျွန်တော်ဒါတော့ပြလောက်အော်ကျွန်တော်တို့ကအဲ့လိုအကိုရဲ့အကိုယုံကြည်လို့ဝါဖြစ်လို့တော့မှကျမရဲ့အကောက်ကနေပြီးအကိုမိမလားဘာလားမသိဘူးအမအဲ့အမကိုသေချာမေးပြီးတော့မှကျွန်တော်ယောက်ျားအကောက်ကနေပြီးတဆင့်ဟွာလှုပ်ပြီးတော့မှသူများရှိကပိုက်ဆံယူပြီးလွှဲရတာအကိုတို့ကဘာလို့ဟာကြီးလဲအခုဟာကြီးကဟိုဘက်အကောက်ကိုလွှဲလို့မရဒီဘက်အကောက်ကတခါထပ်ပြီးတောင်းနေဆိုတော့ကျွန်တော်တို့ကလည်းမြန်မာပြည်ကိုပို့တာကျွန်တော်တို့ကမြန်မာပြည်ကိုပို့တာမိဘတွေလည်းပို့တာမဟုတ်ဘူးညီကောင်မောင်နှမတွေကိုလည်းပို့တာမဟုတ်ဘူးကျွန်တော်တို့ကအကျွေးပေးစရာရှိလို့မို့လို့ပိုက်ဆံ2သိန်းပဲပေးစရာရှိတာအဲကြောင့်မလို့အကိုတို့သေချာမေးပြီးတော့အကိုတို့3သိန်းကိုဘယ်လောက်လဲဆိုတော့အကိုတို့က830ဆိုလို့အကိုတို့အကောင့်နဲ့လည်းညီမအကောင့်နဲ့လည်းရှိနေတယ်အဲကြောင့်ကြာလဲကြာနေပြီဆိုအဆင်ပြေလောက်ပါတယ်ဆိုပြီးညီမကလှုပ်လိုက်တာညီမတို့လွှဲနေကြအကောင့်တွေတဲ့တခါမှအဲ့လိုတွေမဖြစ်ဘူးအကိုစားရအကိုကဒီအကောက်ကပိတ်သွားတယ်ဆိုလို့ရှိရင်တော့မှအခုညီမတို့လွှဲတဲ့အကောက်ကပိတ်သွားဆိုအခုသေချာဆက်ပြီးတော့ညီမတို့အဲ့ဘန်ဆက်လက်ကိုပေးဖို့တင်တယ်အခုကညီမတို့ကအကိုတို့ပေးဖို့တဲ့ဘန်ဆက်လက်အတိုင်းမှညီမတို့လွှဲဘန်အတိုင်းမှညီမတို့ကလွှဲထားတယ်အဲ့ဘန်တိုင်းလည်းလွှဲထားပြီးအကိုတို့ညီမဆက်လက်ပို့ထားပြီးဆက်လက်ပို့ပြီးတော့မှညီမတို့ဘက်ကနေပြီးဟိုဘက်ကိုလွှဲဖို့နံပါတ်ကိုတောင်းပို့ထားတာအကိုတို့အစင်မပြေဘူးဆိုရင်တော့မှညီမတို့ဘက်ကိုတခုခုတော့ပြန်လုပ်ပေးတင်တယ်အခုဥမာပေါ့အကိုပြောသလိုညီမတို့ရှိရတာထပ်တောင်းနေကြမလို့ကာစတမာ2သိန်းပဲလိုချင်လို့2သိန်းပဲလွှဲတဲ့အတွက်ကြောင့်မလို့အကိုတို့ကဘလို့ပဲဖြစ်နေအကိုတို့ဒီလောက်လူအများကြီးနဲ့လှုပ်နေတဲ့ဟာကြီးကိုအကိုရဲ့အများကြီးနဲ့လှုပ်နေအကိုတို့တခုခုတော့အဆင်ပြေအောင်စီစဉ်ပေးရမှာပိုက်ဆံလေး2သိန်းလောက်ကတော့အခုကအကိုအဲ့လိုမဟုတ်ဘဲနဲ့3သိန်းမိုးယူပေးပါတဲ့ဆိုတော့ညီမတို့က3သိန်းမိုးယူမှာမဟုတ်ဘူး2သိန်းမိုးပဲယူမှာဆိုပြီးတော့လွှဲထားတဲ့ဟာအကိုကနောက်ထပ်ဘန်ဆက်လက်တစ်ခုထပ်ပို့ပြီးအဲ့ထက်ဟို1သိန်းမိုးထပ်လွှဲပေးပါတဲ့ဆိုတော့ဘလို့ကြီးလဲကျွန်တော်ကဘလို့ပြောရမလဲမိုးခဏဟိုကကျွန်တော်အခုဘန်ရောင်းသွားလိုက်မယ်နောက်ထပ်ဟိုလောက်7မိနစ်20ဆောင်ပြီခဏပဲဆောင်ပြီအဲ့လိုအဆင်ပြေလားမသိဘူးမတို့ဘက်ကကျွန်တော်တို့ကအကိုတို့ဘက်ကတေးရတယ်ဆိုရင်တော့စောင့်ပေးလို့ရတယ်မတေးကြဘူးဆိုရင်စောင့်ပေးလို့မရအခုဟာရဘလို့ကြီးလဲကျွန်တော်နားမလဲတော့ဘူးဖြစ်နေပြီအဲ့လိုမျိုးကြီးကြမ်းနေလို့အဆင်မပြေဘူးလေဥမာတစ်ခုခုဆိုရင်အကိုတို့ညီမတို့ဘန်ဆက်လက်လွှဲထားတဲ့အနေအထားနဲ့ဆိုလို့ရှိရင်တော့မှဘန်ဆက်လက်လွှဲထားတဲ့အနေအထားနဲ့ဆိုရင်တော့အခုဥမာတခြားဘန်နဲ့ထားကိုလှုပ်ပေးသိနေပြီအကိုတို့အလုပ်တာမြန်မာပြည်နဲ့လုပ်နေတာဒီတစ်ခေါက်ထဲတော့မဟုတ်တော့ပါဘူးတခြားအကောက်တွေလည်းလုပ်နေမှာပဲဟုတ်တယ်မလားညီမပြောတာအဲ့တော့တခုခုတော့လဲအကိုတို့စီစဉ်ပေးတင်တာအခုဟာကြီးအကိုတို့ကအဲ့လိုမဟုတ်ပဲနဲ့ဘလို့ကြီးလုံတာညီမလည်းနားကိုမလဲတော့ဘူးကိုဟာဟိုကျွန်တော်ဘက်ကချမ်းဖြစ်သွားတာကိုကျွန်တော်သဘောပေါက်တယ်နားလေတယ်အကိုဘက်ကချမ်းဖြစ်သွားတာကိုလည်းညီမနားလဲတယ်အခုဟာကြီးကအကိုကလုံတာကြီးကကြည်အောင်လေကျွန်တော်ကမိနစ်20လေးပဲခဏလေးပဲစောင့်လေဟိုဘက်တစ်ဖက်ကလည်းကျွန်တော်တို့ကဘယ်လိုပြောရမလဲနေရနေပြီးတော့မှပိုက်ဆံကိုလာယူတာကျွန်တော်ဒီမှာနေရနေပြီးလာယူတဲ့ပိုက်လူကိုကျွန်တော်ကဒီမှာပိုက်ဆံလွှဲပြီးသွားယူကြဆိုပြီး